ဆရာအခုဆွေးနွေးပေးမှာက grade 12 mathematics ဘာသာရပ်ရဲ့ chapter 1 complex number အကြောင်းကိုဆရာဆွေးနွေးပေးမှာဖြစ်ပါတယ်အဲ့တော့ grade 12 mathematics chapter 1မှာဆရာတို့ဆွေးနွေးရမယ့်ခေါင်းစဉ်က complex number တဲ့အဲ့တော့ complex ဆိုတာကကြတော့ဆရာတို့ကရောထွေးတယ်လို့ဘာသာပြန်လို့လည်းရတယ်ရှုပ်ထွေးတယ်လို့ဘာသာပြန်လည်းရတယ်number ဆိုတာကတော့ကိန်းဂဏန်းတစ်ခုပေါ့အဲ့တော့ရှုပ်ထွေးတဲ့ကိန်းဂဏန်းတစ်ခုဒါမှမဟုတ်လည်းရောထွေးထားသောကိန်းဂဏန်းတစ်ခုလို့ဘာသာပြန်လို့ရတယ်အဲ့တော့ဆရာတို့ဒီနေရာမှာသိထားရမှာကကိန်းဂဏန်းဆိုတာကဆရာတို့သိခဲ့ရတဲ့ကိန်းမျိုးစားတွေကဘာတွေသိခဲ့လဲသဘာဝကိန်းဆိုတော့တစ်ကစတယ်ဒါဆိုငွေတွေကသိခဲ့ပြီးသားသဘာဝကိန်းဆိုတစ်ကစ1 2 3 4 5 6စသည်အဖြစ်သွားတာပြီးတော့ဗာလဲအပြည့်ကိန်းပြည့်အဲ့တော့အပြည့်ကိန်းတွေကဘာတွေလဲနှုတ်ကိန်းလည်းရှိမယ်တုံညလည်းပါမယ်အပေါင်းကိန်းလည်းပါမယ်ဒီထဲမှာမှဆရာတို့ပြန်ခွဲစုံကိန်းရှိမယ်မာကိန်းရှိမယ်တုဋ္ဌကိန်းရှိမယ်စသည်အဖြစ်အပြည့်ကိန်းတွေထဲမှာဆရာတို့ခွဲခြားပြီးတော့လေ့လာခဲ့ကြတယ်ပြီးတော့ဗာတွေလေ့လာခဲ့လဲ rational number ဆိုတာကတော့အပိုင်းကိန်းတွေကိုပြောတာပေါ့အပိုင်းကိန်းဆိုမှတော့အပိုင်းကိန်းတွေထဲမှာဒသမကိန်းတွေလည်းပါမယ်ဒါ rational number တွေပြီးတော့ irrational number ဆိုတာကကြတော့သူကထပ်လည်းမထပ်ဘူးပြက်လည်းမပြက်ဘူးအဲ့လိုကိန်းမျိုးတွေကို irrational ကိန်းတွေလို့ဆရာတို့ခေါ်ကြတယ်အဲ့ဒီကိန်းတွေအကုန်လုံးကိုဆရာတို့ကစုဝေးရှင်းအားဖြင့်ဆရာတို့ဗာလဲဆိုတော့ကိန်းစဉ်လို့ဆိုတော့သတ်မှတ်ကြတယ်အဲ့တော့ကိန်းစဉ် real number ဆိုပြီးတော့ဆိုတော့စုဝေးပြီးတော့တစုတစည်းနဲ့ခေါ်လိုက်ကြတယ်အဲ့တော့ real number လို့ပြောလိုက်ရင်သဘာဝကိန်းလည်းဖြစ်နိုင်တယ်အပြည့်ကိန်းလည်းဖြစ်နိုင်တယ် rational irrational ဒါအကုန်လုံးဖြစ်လို့ရတယ် real number ထဲမှာပေါ့နော်အဲ့တော့ဆရာတို့အခုဆွေးနွေးမဲ့ခေါင်းစဉ်က complex number ဆိုတာကအဲ့ဒီ real number ထဲမှာမရှိတဲ့ကိန်းကိုဆရာတို့က complex number လို့ခေါ်တယ် complex number ဆိုတာက real number ထဲမှာမပါဝင်တဲ့ကိန်းကိုခေါ်တာပါဟုတ်ပြီဒါဆိုရင်ဆရာကျွန်တော် real number ထဲမှာမရှိတဲ့ကိန်းဆိုတာ complex number ဆိုတာသိသွားပြီဟုတ်ပြီဒါဆိုရင်ဆရာကြီးကျွန်တော်တို့က real number နဲ့ complex number နဲ့ဘယ်လိုခွဲခြားကြမလဲပြဿနာအဲ့မှာစတာခွဲခြားဖို့ပုံစံလေးရှိတာဟုတ်သူတို့ခွဲခြားမှုမထားဘူးဆိုရင်တော့ဒါ real လားဒါ complex လားဆိုတော့မသိတော့ဘူးလေအဲ့ဒီခွဲခြားမှုတွေကိုဆရာတို့ section 1.1 မှာလေ့လာမှာဖြစ်တယ် section 1.1 မှာဘာကိုလေ့လာမလဲဆိုတော့ pure imaginary units I အဲ့တော့ imaginary ဆိုတာကကြတော့ဆရာတို့စိတ်ကူးယဉ်တာကိုပြောတာပါစိတ်ကူးယဉ်တာအဲ့တော့စိတ်ကူးယဉ်ကိန်းတွေမှာသုံးတော့ unit I လေးအကြောင်းကိုလေ့လာမှာဖြစ်တယ် I ဆိုတာကတော့အရှည်ကောင်းအနေနဲ့ပြောရင် iota လို့ဖတ်လို့လည်းရပါတယ်ဒါပေမဲ့ဆရာတို့ကတော့ I လို့ပဲဖတ်တယ် iota လို့ဖတ်မယ်ဆိုလည်းရပါတယ်ဟုတ်ပြီဒါဆိုရင်စိတ်ကူးယဉ် unit I လေးနဲ့ပတ်သက်ပြီးတော့ဆရာတို့ဆွေးနွေးပေးမှာဖြစ်တယ်ဒါဆိုတော့ complex number